off topic ဒီပဲ skip and lufa insomnia after school လို့စီးရဘာလို့အဲ့လောက်နာမည်မကြီးရလဲ teenager ရဲ့ lifestyle relationship development တဘာဝကြပြီးရော teenage central love story ရဲ့မှာဆိုရင် romance enemy တော်တော်များထပ်ပိုပြီး realistic ဖြစ်တယ် dialogue တွေ interaction တွေအစတဘာဝကြတယ်ပေါ့နော်ဘာလို့သူပြောချင်တာကတော့ skip and lufa နဲ့ insomnia after school ဘာလို့အဲ့လောက်ထိနာမည်မကြီးရလဲလို့မေးရဆိုတော့အဲ့ဒီကောင်ကကျွန်တော်ကလည်းမကြည့်ဘူးပေါ့နော်မကြည့်ဘူးဒါပေမဲ့ကြီးရမဟုတ်လားကြီးရမဟုတ်လားဆိုတော့ဒီ Muslim တို့ဘာလို့လဲနာမည်ပဲကြီးမှာလဲ romance MBC ကြီးอ่ะဆိုတော့ထားပါတော့ဒီ brother sister လို့ sister ပဲပြောလိုက်မယ်နော်ဒီညီမပြောတယ်ဒီတန်းကားလုံးကဒီ enemy ကိုပုံမှန်ကြီးနေကြလူမဟုတ်တာတော့မှအဲ့ကားရဲ့ enemy opening နေအဲ့ကားရဲ့ visual တွေကိုတွေ့ဘူးမြင်ဘူးနေရတနေရာမဟုတ်တနေရာမှာတွေ့ဘူးမြင်ဘူးနေရအထီကိုကြည်ရသိရတာဆိုတော့သူ့အထိုက်လျောက်တော့နာမည်ကြီးမယ်လို့ထင်တယ်ဘာလို့လူပြောမများတာလဲဆိုရအကြောင်းကတော့ကျွန်တော်ကိုယ်တိုင်လည်းမသိဘူးပေါ့နော်မသိဘူးဆိုတာကျွန်တော်မကြည့်ရသေးဘူးဆိုတော့ဒါကဒီဇလန်ပိုင်းဆိုင်ရာကိုကျွန်တော်ဝင်ပြီးဆွတ်ဖက်လို့မရဘူးဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းမကြည့်ဘူးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာလို့မကြည့်ဖြစ်လဲကျွန်တော်ကိုယ်တိုင်ဘာလို့မကြည့်ဖြစ်လဲဆိုတဲ့ဟာနဲ့နည်းနည်းလေးရှင်းပြပြပေးမယ်ဆိုတော့ကျွန်တော်တို့ပထမတစ်ခုပေါ့နော် wait ပထမတစ်ခု skip and lufa ပေါ့နော် okay skip and lufa ကသူရဲ့ release date က2023မှာ release လုပ်ထားပြီမယ်ပြဿနာဘာလဲဆိုတော့ကျွန်တော်တို့ပြဿနာဘာလဲဆိုတော့သူရဲ့ character design ကအရန်ပြင်းဖို့ကောင်းနေရおはよう岩倉さん兼近先輩ちょうどよかったちょっと聞きたいんだけど君の人の記憶に残る素晴らしい役者になると熱烈なお誘いをいただきましたがそんなこと言ったっけねcharacter design ကြီးကွာဘယ်နှစ်ခုနှစ်လား1990ခုနှစ်တီက character design တွေလောက်အထိကိုတွားထားတယ်သူရဲ့ animation တွေပါတော့မသိဘူးပေါ့နော်သူရဲ့ poster က character design အရာကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က1990နောက်တို့နဲ့ခေတ်ပြိုင် romance anime series တွေလောက်တီးရောသွားတယ်ကွာကျွန်တော်ပြောချင်တာသိလားဟိုသူရဲ့ထွက်ထားတဲ့ခုနှစ်က2023ခုနှစ်မှာထွက်ထားပြီးတော့အဲ့လိုမျိုး character design ကဘာမှထူးထူးခြားခြားမရှိဘူးလို့ခံစားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မကြည့်ဖြစ်ခဲ့တာဒါကဇလန်လုံးမကြည့်ရတယ်ကျွန်တော် credit သမားဗျာကျွန်တော် designer ဆိုတော့အားလုံးကိုအရာအားလုံးကိုအဲ့လို visual key visual element တို့နဲ့ဆုံးဖြတ်တယ်ဥပမာကျွန်တော်တို့ shopping mall တွေဘာတွေမှာအေးဝယ်တာလို့ရှိရင်တော့မှဒါမှ instant noodle တွေစားရင်တော့ဘယ် design ကပိုလှလဲဆိုတဲ့ဟာမျိုးနဲ့အဲ့လိုမျိုးကွာဆုံးဖြတ်တတ်တာမျိုးကြီးရှိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ production design မှာ packaging design ကို short ထားတယ် packaging design မှာ design ကဘုံနေရဲ့ design အသေးချာမဖြစ်ဘူးအသေးစိတ်မဆွဲထားဘူးဆိုလို့ရှိရင်ဒီ company ကဒီ production ကဒီ product ပေါ်မှာ quality short ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ product က item quality ကမကောင်းဘူးလို့တစ်ချိန်တည်းမှာသတ်မှတ်လိုက်ပြီးတော့မစားသင့်ဘူးလို့တွေးရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကပုံမှန်အဖြစ် first impression first look ကိုတော့အဲ့လိုအမြင်နဲ့အရင်ဆုံးဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ skip and lufa ကိုကြည့်လိုက်တဲ့အချိန်မှာအဲ့ကောက်ထွက်တော့လည်းသိပါမသိရမလို့သိရဒါပေမဲ့သူ့ရဲ့ character design တွေကပြင်းဖို့ကောင်းတယ်လို့ခံစားရတယ်ဆိုတော့ပြီးတော့လေသူ base တွေထားတာကကျောင်းမှာ base တွေထားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အသက်ကလည်းကျောင်းပြီးရဟိုဓာတ်တိကြားလာပြီဆိုတော့တမေရိုးကြကျောင်းကားလို့တစ်ချိန်ထဲမှာတွေးတဲ့တိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ skip and lufa ကိုအိမ်တုန်းကတည်းကမကြည့်ဖြစ်တာအခုထိမကြည့်ဖြစ်ဘူးပေါ့နော်ဆိုတော့နောက်တစ်ခါကျွန်တော်ဆက်သွားကြရအောင် insomnia after school လေ mini ထင်တယ်နော်အဲ့ကားလေး poster မြင်တယ်အဲ့ကားရဲ့ poster ကထူးကြတယ်သဘောကျတယ်ဒါပေမဲ့ပြဿနာဘာလဲဆိုတော့အဲ့ကားလည်းမကြည့်ဘူးเนาะကျွန်တော်ဆုံးမပြောလို့ကျွန်တော်ဒီကားကိုဒီဇလန်ကိုကျွန်တော် poster နဲ့ပဲကျွန်တော်ပြောပြပါအောင်ပါပြဿနာဘာလဲဆိုတော့နက္ခတ်တာယာဆိုရ fee ရကွာကျွန်တော်ရဲ့ fee မဟုတ်ကျွန်တော်ကြည့်ဖို့ပြင်းနေတီးဖို့ပြင်းနေ fee တခုထဲမှာပါတယ်ကွာဘယ်လိုမျိုးလဲဆိုနက္ခတ်တာယာဟိုခင်ဗျားတို့ထင်တယ်လို့မျိုးဇိုရီရဲ့ sign တွေပါပြောလာပါလာတော့ကျွန်တော်သိချာမသိဘူးဒါပေမဲ့အဲ့လိုမျိုးကျွန်တော်ဒီ poster အရာဆိုလို့ရှိရင်တော့ telescope တွေပါနေခြေတိုင်းပါကြည့်ပြီးတော့ဘယ်နက္ခတ်ဘာဖြစ်တာဘယ် telescope ဘာနဲ့လှုပ်ထားပြီးတော့အဲ့လိုမျိုး movement တွေကို
ပြမယ်လို့ခံစားလိုက်ရဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ဒါကျွန်တော်ကပိုစတာကကောင်းနေပြီးတော့အပိုင်းတစ်ကြည့်ပြီးတော့မှဇလံမကောင်းဘူးဆိုလို့ရှိရင်စိတ်ပြတ်သွားမှာဆိုလို့မကြည့်ဖြစ်တာကနေအခုထိစက်မကြည့်ဖြစ်တာပေါ့လေဘာလို့လဲဆိုတော့ဒီကားနဲ့ကွာအဲ့လိုနက်ခတ်တာရအကြောင်းစင်တူတဲ့ကားတကားရှိတယ်နာမည်ကျွန်တော်နာမည်မသိတော့စပင်းအဝါရောင်နဲ့အင်းကြီးအပြာရောင်နဲ့အဲ့လိုနက်ခတ်တာရအကြောင်းတွေရိုက်ထားတဲ့ဇလံတစ်ခုရှိရကွာထားပါတော့ဒါသိမကြသေးရင်အထွက်တာအဲ့ကားလဲဟို translate လို့တော်တော်များများကတော့ဒီကား D တယ်ဒီကား P တယ်ဒီကားနာမည်ကြီးရဆိုလို့ပြောနေကြတယ်ဆိုပေမဲ့ဘာသူမှလူပြောမများပါဘူးဘာလို့လဲဆိုတော့အဲ့ fee ကလူစိတ်ဝင်စားမှုနည်းလို့ခံစားရတယ်တကယ်လို့ကွာ romance anime ကြည့်ရင်လို့ကြည့်လိုက်တယ်ဆိုရင်တော့ကိုယ်နှစ်ခတ်တာအကြောင်းတွေလာရှင်းပြနေလို့ရှိရင်ကြည့်ချင်မှကြည့်ဖြစ်တော့မှာလေဒါကနောက်ထပ် reason တစ်ခုဒါနောက်ထပ် Insomnia After School ကိုကျွန်တော်မကြည့်ဖြစ်တဲ့အကြောင်းပေါ့နော် Okay နောက်ထပ်ဒီကားနာမည်မကြည့်ဘူးလို့ကျွန်တော်တွေးမိရဲ့တစ်ချက်ပေါ့နော်တွေးမိရဲ့တစ်ချက်ကဘာလဲဆိုတော့သူရဲ့ parallel enemy series ဆိုတာမျိုးอ่ะဗျာခဏလေးเนาะကျွန်တော်ခါရရှာလိုက်တော့2023မှာထွက်ထားဖြစ်တဲ့အလျောက်ကိုမှဒီ2023မှာသူနဲ့အပြိုင်ထွက်လာတဲ့ enemy series ကတအားကောင်းနေတာမြင်အောင်ပြောလို့ရှိရင်ကိုနိုဆူဘာပါတယ်ဒီမိုစလီယာပါတယ်တခြားဇလန်ကောင်းတွေလည်းပါတယ်ပေါ့နော်တချို့ဟာကျွန်တော်မသိဘူးဒါပေမဲ့အဲ့လိုမျိုးအပြိုင် parallel ဇလန်တွေပါတယ်ကွာ Oshinoko လည်းပါတယ်ပြီးတော့ Hair Paradise ကဟုတ်လားဟုတ်တယ် Hair Paradise လည်းပါသေးတယ်ဆိုတော့ကျွန်တော်ပြောချင်တာအဲ့လိုမျိုးကွာ season တစ်ခုတည်းမှာအဲ့လိုအပြိုင် enemy series ရဆောင်ရင်းနာမည်ကြီးနေ enemy series ပါလာလို့ရှိရင်လည်းလူပြောမများကြတော့လူကြိုက်မများကြတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့က24နာရီလုံးဇလန်ထိုင်ကြည့်နေကြတဲ့လူတွေမဟုတ်လို့ပဲဘာလို့လဲကျောင်းသားဆိုလို့ရှိရင်ကျောင်းသားနဲ့သူကစာကြည့်ခြင်းရှိရဲကျောင်းသွားခြင်းရှိရဲ assignment တွေလုပ်ခြင်းရှိရဲအဲ့လိုမျိုးကနေပြီးတော့မှအလုပ်သမားတွေဝန်ထမ်းတွေဆိုလို့ရှိရင်လည်းသူတို့ဝန်ထမ်း maybe အလုပ်သွားခြင်းရှိရဲ baby ဝန်ထမ်းတွေညလာစားပွဲပါညရဲသွားဖို့ရှိရဲအဲ့ကနေမှကျွန်တော်တို့ထားပါတော့ကိုပိုင်စီးပွားရေးလုပ်တဲ့လူတွေဆိုလို့ရှိရင်သူတို့စီးပွားရေးလုပ်တွေအပိုင်းနဲ့ရှိတက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုဒီကျောင်းသား live ကနေစီးပွားရေးလုပ်တဲ့ live တီတောက်လျှောက်မှာ enemy ကြည့်နိုင်တဲ့နှုံးကတနေ့မလုံးမှ2နာရီ maximum လောက်ပဲရှိတော့ကွာကျွန်တော်ပြောချင်တဲ့တိတာအဲ့တော့2နာရီ maximum လောက်ပဲရှိရဲ့အချိန်မှာကိုအကြိုက်ဆုံး maybe ကျွန်တော်ဆိုဒေါ်လာဆုံးကြည့်ရကွာကိုအကြိုက်ဆုံးဇလန်းကိုဆက်ကြည့်မှာလားဒါမှမဟုတ်ကိုလုံးဝမသိတဲ့ enemy series တခုကိုသွားကြည့်မှလားဆိုပြီးကျွန်တော်တို့ကစရွေးရပြီကျွန်တော်ပြောချင်တာသိလားဆိုတော့အဲ့အချိန်မှာအဲ့ကားနှစ်ကားနဲ့အပြိုင်ထွက်လာတဲ့ဇလန်းတွေကတကယ်ကိုကောင်းတဲ့ဇလန်းတွေကိုနိုစူပါတီမိုစလီယာဒေါက်တာစတိုဟဲပါရာဒိုက်စ်အိုရှိနိုကိုအဲ့လိုမျိုးကားတွေကိုအလင်းကြည့်ဖို့တောင်မှအချိန်မနည်းလူနေရတဲ့အချိန်မှာစကားအသစ်တွေဟိုတခါမှမသိဘူးစကားအသစ်တွေမကြည့်ချင်တာကြောင့်လဲပါလိမ့်မယ်တချိန်တော့ကြည့်ဖြစ်လောက်ပါဒါကတော့ကျွန်တော်ထင်နေကျွန်တော်အတွေးနဲ့ကျွန်တော်ပြောတယ်ဒီစကားနှစ်ကားကကောင်းရဲ့သားနဲ့ဘာလို့လူတွေမကြည့်ကြရလဲလူတွေမသိကြရလဲနာမည်မကြီးကြတာလဲဆိုတော့ပြောပြသွားဖြစ်ပါတယ်ခင်ဗျားတို့ဘယ်လိုထင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးညင်းခုန်သွားလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်